Walker ပြီးသွားသည့်တိုင်အောင် Walker သတင်းတွေပဲကြားနေရတော့လည်းကြီးကွေးစရာကောင်းတယ်ဒါပေမဲ့လည်း Walker ပြီးတဲ့နောက်ပိုင်းမှာ Club တင်းတွေရဲ့အပြောင်းရွှေ့ဈေးကွက်ကိုဝင်လာတဲ့ဟာတော်တော်လေးကြောက်ဖို့ကောင်းတယ်အဲ့ဒီမှာပထမဆုံးအနေနဲ့ Arsenal က Guimaraes ကို Brazil ထွက်တဲ့ကလိုက်နေတာထွက်တဲ့ဝင်မလိုက်သေးရပဲရှိတယ်ကစားသမားနဲ့ Personal Agreement ရသွားပြီမင်းညသတင်းရဆိုလို့ရှိရင် Newcastle နဲ့စပြီးတော့စကားပြောနေပြီ Newcastle ကတန်း100လောက်ထိတောင်းပေမဲ့သူတို့နှစ်သိန်းကျောင်းမှာ85-80လောက်နဲ့အပြောင်းရွှေ့တန်းတီးဖြစ်ဖို့များတယ်တော်တော်လေးလည်းခီးပေါင်နေပြီအဲ့တော့ Newcastle ဘက်ကလည်းအဲ့ပမာဏကိုလက်ခံနိုင်မဲ့ပမာဏလို့ထင်တယ်ဒါကြောင့်မလို့ Arsenal ကဆက်ပြီးတော့ဖို့နေအဲ့တော့ Arsenal ပြည်သက်တွေနဲ့မကြခင်မှာ Bruno Guimaraes က Arsenal ကိုရောက်ဖို့အတွက်တေချာလောက်ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ Arsenal ရဲ့ဒီ target တွေကိုကြည့်လိုက်လို့ရှိရင်ကျွန်တော် Morgan Roger ကိုရပြီလို့80လောက်နဲ့85လောက်နဲ့ရပြီလို့ထင်ထားပေမဲ့ Chelsea adjust လုပ်သွားတယ်119တန်းဆိုတော့အမှန်တမ်းပြောရင်ကျွန်တော်တို့ Roger တော်တော်လိုချင်တဲ့ထဲမှာပါတယ်ဒါပေမဲ့ Chelsea ပေးလိုက်တဲ့ဈေးကအဲ့ကစားသမားတန်နေဆိုရင်တော့မှဗျာအဲ့ဒီပြောင်းရွှေ့ကြီးကအမှန်တမ်းပြောရင်တန်နေမတန်ဘူးဆိုတာကတော့ကိုအမြင်နဲ့ပဲဆုံးဖြတ်တာပေါ့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့ quality ကစားသမားတယောက်ဒီတန်ကြီးကတော့ပြီးရမှာပဲဗျာဒါပေမဲ့ Arsenal ကအဲ့လိုမျိုးမလိုက်ချင်ဘူးအဲ့တော့ Roger ကိုအေးစစ်စစ်လက်လိုက်တယ်နောက်ဆုတ်လိုက်တယ် Roger Chelsea ကစားသမားဖြစ်လာတယ်နောက်ပြီးတော့အခုလက်ရှိမှာ Arsenal ရဲ့ ကွင်းလေတွေကိုကြည့်လို့ရှိရင် Arsenal လိုက်နေတဲ့ကစားသမားဖြစ်လို့လေ Alex Scott ပါတယ်ပြီးတော့ Martin လေးပါတယ်နောက်ပြီးတော့ Bruno Guimaraes အဲ့ဒါဘာနဲ့သွားတူလဲဆိုတော့ Man U နဲ့သွားတူတယ် Man U ကကြတော့ Alex Scott ပါမယ် Martin လေးပါမယ်ပြီးတော့ Center Back ပါမယ် Fuan ကဒါပေမဲ့ Center Back ကသူတို့စဉ်းစားကောင်းစဉ်းစားခဲ့ပေမဲ့ဝယ်မှာမဟုတ်တော့ဘူးဗျ Martin နဲ့လည်းဒီတိုင်းပဲ Man U ရဲ့ပထမဦးဆုံးပြစ်မှတ်က Alex Scott ပဲ Alex Scott မရရင် Martin ကိုသွားမယ် Martin မရမှာတခြား plan တွေကိုစဉ်းစားရင်စဉ်းစားမှာပေါ့ဒါပေမဲ့အဲ့လိုကျွန်တော်ပြောခဲ့လို့ပဲမာဒူကိုနေရောက်သွားလို့ရှိရင်တော့မှဟိုမှာစန်ထိုးရှယ်ယူရီဒလီမန်ရှယ်မာဒူကိုနေရဲ့ပေါင်းလို့ရှိရင်တန်120ပဲရှိတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်သူများတွေကတန်120တွေ130တွေပြီးပြီးတော့ဟိုချက်စီတို့ဘာတို့ကခေါ်နေပြီအဲ့ဒါမှမယ်ယူကတရားဝတ်3ယောက်တွေဖြည့်တယ်ဆိုလို့ရှိရင်ပရိသတ်တွေရဲ့အမြင်ရမန်ချက်စတာယူနိုက်တက်ပရိသတ်တွေအမြင်ရတော်တော်လေးအားအကြကောင်းတဲ့ transfer ဖြစ်မှာမဟုတ်အဲ့တော့မယ်ယူ Alex Scott ကိုခေါ်မလား Alex Scott ခေါ်မယ်ဆိုလို့ရှိရင်တော့တန်80လောက်နဲ့ရနိုင်တယ်မယ်ယူကအဲ့အတွက်လည်းတော်တော်လေးကိုချင်းကပ်နေတယ်အဓိကသူတို့စကားပြောနေမာဒူကိုနေကိုကြန့်ခိုင်မှုပိုင်းပြဿနာမှာနည်းနည်းလေးသဘောမကျအောင်ကြောင့်မလို့ English ကနည်းနည်းလေးစဉ်းစားနေမဟုတ်လို့ရှိရင်မာဒူကိုနေကိုကမ်းလှမ်းပြီးသွားပြီပေါ့နော်သူကလည်းဒီနှစ်ရိုးမားနေထွက်မှာဆိုတော့ဒီချာပေါ့မယ်ယူလိုက်မယ်ဆိုရနိုင်တဲ့အတွက်ကစားသမားဈေးရလဲတန်း90လောက်ပဲရှိရဆိုတော့မဆိုးဘူးလို့ပြောရမယ်ဆိုတော့နောက်တစ်ယောက်ကနီကိုဝီလီယံရိုဒရီဂိုရဲ့ဆိုတာအာဖင်နဲ့ရင်ရာဒီတွေမှာတွေကတောက်လျှောက်လိုက်လာတဲ့ကစားသမားနီကိုဝီလီယံဘီဘောင်နဲ့တက်တန်းတိုးသွားတာရောရိုဒီဂိုက injury ဖြစ်သွားတဲ့အကြောင်းကျွန်တော်ဒီ transfer မှာနည်းနည်းလေးငြိမ်သွားတာဗျာဒါပေမဲ့ကျွန်တော်ပြောရရင်နီကိုဝီလီယံဆိုလို့ရှိရင်စားချုပ်ပြတင်ကြီးက85လောက်ပဲရှိတာခေါ်ရင်တော့ခေါ်လို့ရတယ်ကစားသမားကလည်းဘီဘောင်ကနေထွက်ချင်တယ်ဗျာဒါပေမဲ့တစ်ခုပဲရှိလားကျွန်တော်ကနီကိုဝီလီယံကိုကြိုက်တဲ့တဲမှာပါတယ်ဗျာဒီကသူစီက finishing ကောင်းတယ်တခုသူ့ဘောလုံးပေးလိုက်ပြီလေဗျာ dribbling လားဘာလား decision မှန်ချနိုင်တယ်ဗျာအဲ့ကောင်ကကြည့်တော့တာလေးဟိုလိုလုံးဝpotential အရန်ရှိပေမဲ့အများကြီးမကောင်းဘာညာတော့ထင်ရပေမဲ့တကယ်တမ်း quality ကစားသမားတခုပဲမနစ်ကတော့မှဘီဘာဟိုမှာသူပွဲ25ပွဲလောက်ပဲဆော့ရတာလုံးဝကြမ်းခိုင်မှုအရာလုံးဝစိတ်မချတဲ့အနေထားပါဗျာ Premier League လိုမျိုး level မျိုးမှာကစားမယ်ဆိုလို့ရှိရင်နီကိုဝီလီယံအတွက်တော်တော်လေးခက်ခဲသွားနိုင်တယ်ဗျ။ဒါပေမဲ့ဆိုလို့ရှိရင်လည်းအဲ့ဒီချက်တွေကတေချာလေးစဉ်းစားပြီးမှဝယ်မှာဆိုတော့ဒီနေ့လေးတော့ကျွန်တော်တို့ကနီကိုဝီလီယံကြိုက်ပေမဲ့အသင်းကခေါ်ဖို့အတွက်တော့အဆင်မပြေဘူးလို့ထင်တယ်။တကယ်လို့ဒါကိုအသင်းကိုရောက်လာလို့အဲ့လို injury တွေဆက်ပါလာမယ်ဆိုလို့ရှိရင်ကျွန်တော် BR တန်း80 85ဆိုတဲ့ဟာရေလုံးဝ flop ဖြစ်သွားမှာ။အဲ့အတွက်ကြီးကလုံးဝအဆင်မပြေဘူးပြသိလား။ဘလောက်ပဲ quality ကစားသမားဖြစ်နေပြီ injury အရင်ရနေတဲ့ကစားသမားဆိုလို့ရှိရင်တော့တိတ်ပြီးတော့မကြိုက်ဘူးမလို့ချင်ဘူး။ကိုအသင်းကသားသမားတွေကကိုတခုခုဆိုစေးုံတက်နေရများတာဆိုတော့နောက်တစ်ကောင်ပါဆက်ပြီးစေးုံတင်လာမယ်ဆိုတော့ဟုတ်တော့မဟုတ်သေးဘူးလေဗျ။အားကြောင့်မလို့ရရင်တော့ခေါ်ခြင်းတယ်။ဒါပေမဲ့ Arsenal ရဲ့ radar တွေကိုကြည့်လို့ရှိရင်နီကိုဝီလီယံနဲ့ဘာကိုလာ fast အဲ့ဒီကစားသမားတွေကိုလည်းစပြီးရှင်းခတ်နေပြီ။အဲ့ဒါပြင်နောက်ထပ်သတင်းထူးရှိတာရန်ဒီယာမန်ဒီကို PSG ကလုံးဝဒန်တီဖြစ်သွားပြီလို့ကျွန်တော်ထင်ခဲ့ပေမဲ့တကယ်တော့မဟုတ်ဘူးဗျ။ရန်ဒီယာမန်ဒီနဲ့ PSG နဲ့ personal agreement မရသေးတာ။ live နဲ့လုံးဝသဘောတူညီမှုရသေးအဲ့တော့ Arsenal အခုချိန်မှာ Arsenal တို့ Liverpool တို့အခုချိန်မှာဝင်မယ်ဆိုလို့ရှိရင်ဝင်လို့ရနိုင်တဲ့နေတာဘယ်ရောညာရောစိတ်ချတဲ့ကစားသမားဆိုတော့တက်ငယ်တဲ့ potential ရှိတယ်80 100လောက်နဲ့ခေါ်လို့ရဆိုတော့လိုရင်လို့ရှိရင်တော့နီကိုဝီလီယံတက်စားလို့ရှိရင်ရန်ဒီယာမန်ဒီက
ပို့ပြီးအာဆင်နယ်နဲ့အကိုက်မယ်လို့ထင်တယ်အဲ့တော့ဘရိုတော့ရောက်စီခြင်းလားတယောက်ကဂျူလီယန်အဲဗာရက်စ်ကကျွန်တော်တို့ကစုပ်လဲစူးစားလဲယူလို့ပြင်နေတယ်လိုချင်တာတအားလိုချင်တယ်တစ်ဖက်ကကြည့်လို့ရှိရင်လည်းဒီကောင်ကပရီးမီးယားလိဂ်ပြန်မလာခြင်းဘာစီလိုနာပဲသွားခြင်းနေရဆိုတော့ကိုအသင်းကိုရောက်လို့ရှိရင်တော့ကြီးမလာတဲ့ကောင်ဆိုတော့နည်းနည်းတော့စိတ်ကကတိကောင်ဖြစ်ရတာပေါ့ဗျာဒါပေမဲ့တကယ် quality ကစားသမားပါဂျူလီယန်အဲဗာရက်စ်ကအဲ့ဒါပြင်အာဆင်နယ်နဲ့တီကိုနဲ့ယာမှာဘာပြဿနာမှမရှိဘူးတီကိုကရှင်းလေးဘာစီလိုနာမရအောင် PSG တို့အာဖင်နယ်တို့လာမယ်ဆိုလို့ရှိရင်ရောက်မယ်ဈေးဆွေးနွေးသူကတာလျှောက်ပြီးတော့တန်း150တန်း250တွေခေါ်တာတကယ်တမ်းအခုလက်ရှိတီကိုနဲ့အာဆင်နယ်နဲ့ဆွေးနွေးနေတဲ့အရာ George Black ပေါင်တန်း50အဲ့ဒီအရာနည်းနည်းပိုသွားလို့ရှိရင်လည်းတန်း60ပဲဗျာဒီလား George ကိုတန်း80လောက်သတ်မှတ်ပြီးတော့ပြောင်းရွှေ့တွေ130ပဲလုံးဝ Julian Alvarez နဲ့ Arsenal က personal agreement ရသွားအဲ့ပြောင်းရွှေ့ကလုံးဝဒန်တီဖြစ်သွားမယ်ချက်ချင်းဆိုတော့အားကြောင့်မလို့အဲ့ပြောင်းရွှေ့တော်တော်လေးစောင့်ကြည့်ရမယ်တောက်လျှောက် Arsenal ကဖို့နေရဆိုတော့လုံးဝတေချာတဲ့သုံးပြချက်တစ်ခုတော့ရမှာပါဗျာမရလို့ရှိရင်လည်းတိုက်စစ်မှုကဘသူ့ကိုခေါ်မလဲဆိုတဲ့အရာအများကြီး Arsenal မှာ plan မရှိဘူးတောင်ပန်တစ်ခုပဲရှိတာပေါ့နော်တောင်ပန်ရှိမယ်ကွင်းလင်ရှိမယ်အခုနောက်ဆုံးတိုက်စစ်က Everett တယောက်ဆိုပဲ main ထားတာဆိုတော့ channel ကစားသမားတွေကဘသူတွေလဲပါလဲဆိုတော့အရာကျွန်တော်တို့တိတ်ပြီးတော့သတင်းမထောက်ဘူးဆိုတော့ဒီမှာနောက်ထပ်ပြောင်းရွှေ့ရကြတော့ဆမာဘဲဆမာဘဲကိုရိုးမအတန်း90နဲ့ခေါ်နေတာလုံးဝသဘောတူညီမှုရခံနေပြီလုံးဝတန်းတီဖြစ်တော့မှာဒါပေမဲ့ဆော်ဒီရဲ့အဲဟာလီကပြောင်းရွှေ့ခြင်းအများကြီးနဲ့ကန်လန်းပြီးတော့ဟိုက်ချက်လက်ကိုစဉ်းစားနေတယ်ဆိုတော့ဆမာဘဲပါလုပ်မလဲမနိုင်ပြောအဲ့သားသမားလီဗာပူးတို့မန်ယူတို့ကလည်းသဘောကျနေတယ်ဆိုတော့လိုက်ရင်လိုက်လို့ရတဲ့ quality ကသားသမားပဲဒါပေမဲ့သူတို့ဘာဖြစ်လို့တန်း90ကိုမတန်ဘူးလို့ခံစားပြီးတော့မလိုက်လေတော့မပြောတတ်ဘူးအားကြောင့်မလို့ဆမာဘဲကလည်းရိုးမသုံးမောက်အဲလီကိုရောက်ဖို့များနေတယ်နောက်ပြီးတော့ဘုံမောက်ကအခုလက်ရှိခေါ်ရတဲ့အရီယာနိုဆေးွားဆိုလို့အဲ့ဘဲလေးကိုကျွန်တော်19နှစ်သား18-19လောက်တည်းကျွန်တော်ဘင်ဖီကာမှာသိကြဗျအဲ့တုန်းကကျွန်တော်တို့ပြောင်းရွှေ့ရေးပြီးလို့ရှိရင်အဲ့ခက်ကတန်ကြီးနဲ့လွန်ခဲ့တဲ့3-5နှစ်လောက်ကတန်ကြီးဆိုလို့ရှိရင်တော့သူအတန်း80-90လောက်ခေါ်နေရဗျအခုမှသာဘယ်လိုဖြစ်ပြီးတော့ကျွန်တော်တို့လည်းပေါ်တူဂီလိပွဲတိတ်ပြီးတော့မကြည့်ဖြစ်တော့ဘယ်လိုဖြစ်လို့ဈေးအလောက်ကျသွားတယ်မပြောတတ်ဘူးပေါ်တူဂီမှာလည်းဘာဖြစ်လို့မရွေးခံရလဲပေါ်ထွက်ကစားမှာမဖြစ်ရလဲဆိုတဲ့အရာကျွန်တော်မပြောတတ်ငယ်သေးလို့ပဲလားအတွေ့အကြုံကြောင့်ပဲလားတခုခုတော့ရှိမှာပေါ့အဲ့ပဲလေးဆိုလို့ရှိရင်ပေါ်ချင်းတော့တော်တော်လေးကောင်းတာဗျအခုနောက်ပိုင်းကျွန်တော်လည်းနည်းဝေးနေတော့သိမသိရပါပဲ potential ရှိတဲ့ကစားသမားတွေမှာပါတယ်အဲ့ကစားသမားကိုဘုံမောက်က35တန်းနဲ့ရသွားတာဒီပတ်တွင်အပြီးသက်မယ်လို့ပြောတယ်ဆိုတော့ဘရာသာတို့ကအခုပြောင်းရွှေ့တွေဘယ်လိုမြင်လဲအာဆင်နယ်ကိုရောဘယ်ကစားသမားတွေရောက်မယ်လို့ထင်လဲမန်ချက်စတာယူနိုက်တက်ပရိသတ်တွေရောအသင်းကိုဘယ်လိုကွင်းလဲလူတွေရောက်စေခြင်းလဲ comment မှာဝင်အောင်ဆွေးနွေးခဲ့လို့ရပါတယ်ကြည့်ရှုအားပေးသူတအုပ်တယောက်ချင်းချာကျေးဇူးအများကြီးတင်ပါတယ်ဗျ